အဲ့နေတာကြာပြီဖြစ်တဲ့အာရှကြားကြီးကိုပြန်နှိုးမဲ့ပွဲပရိသတ်တို့မြန်မာနိုင်ငံလေရွေးစင်အသင်းကတော့လာမယ့်ဇွန်လ10ရက်နေ့မှာအာရှဖလားခြေစစ်ပွဲဒုတိယအုပ်စုပွဲစဉ်ဖြစ်ပါကစ္စတန်နဲ့ရှင်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံမှာအဝေးခွင့်ဖြစ်တဲ့ကိုတွားရောက်ကစားရမှာဖြစ်ပြီးတော့မြန်မာအသင်းအနေနဲ့ကတော့အုပ်စုပထမပွဲစဉ်မှာအာဖဂန်နစ္စတန်အသင်းကို2 ဂိုးဆိုတဲ့ရလဒ်နဲ့ကိုအနိုင်ယူထားနိုင်တာပဲဖြစ်ပါတယ်။ EOC အသင်း၄သင်းမှာတော့မြန်မာပါကစ္စတန်အာဖဂန်နစ္စတန်နဲ့ဆီးရီးယားတို့ပါဝင်နေတာလည်းဖြစ်ပါတယ်။မြန်မာနဲ့ဆီးရီးယားတို့ကိုစီကအုပ်စုပထမပွဲကိုအနိုင်ရရှိခဲ့ပေမဲ့ဆီးရီးယားကတော့ကွာခြားချက်အသာနဲ့အဆင့်1မှာရှိနေတာဖြစ်ပါတယ်။ဆီးရီးယားကတော့လာမယ့်ပွဲမှာအာဖဂန်နစ္စတန်နဲ့တွေ့မှာဖြစ်လို့3မှတ်ကတော့တေချာတလောက်ကိုရှိနေပါတယ်။ဒါလို့ဆိုမြန်မာတို့ကလည်းမဖြစ်မနေကိုပါကစ္စတန်ကိုအနိုင်ကစားရမှာပဲဖြစ်ပါတယ်။အုပ်စု၄သင်းကနေထိပ်ဆုံးသင်းကပဲအာရှဖလားကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရမှာဖြစ်လို့ရေကုန်ရေကမ်းကိုစူးစမ်းရမယ့်အချိန်ဆိုရင်လည်းမမှားပါဘူး။အဆင့်တရဖို့ဆိုရင်တော့ဒီပွဲကိုအနိုင်ကစားရုံသာမကပဲနဲ့ဂိုးများသွင်းနိုင်ဖို့လည်းလိုအပ်ပါတယ်။ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ကိုအနိုင်ကစားပြီးတော့ဆီးရီးယားကိုတည်ရကစားနိုင်ခဲ့မယ်ဆိုရင်တော့မြန်မာတို့အတွက်နောက်ထပ်တစ်ဆင့်ကိုတက်ဖို့မျှော်လင့်ချက်တွေအများကြီးကိုရှိနေပါပြီ။ဆီးရီးယားကိုတည်ရကစားဖို့ဆိုတာကလည်းအဲ့ဒီလောက်တော့မလွယ်ကူပါဘူး။ပြီးခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲမှာလည်းတအုပ်စုတွေကြားခဲ့ပူပြီးတော့နှစ်ပွဲကစားခဲ့ရမှာအင်္ဂွန်ပွဲတော့တည်ရကြားခဲ့ပေမဲ့လို့အဝေးကွင်းမှာတော့9 ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ကိုအချက်တပွဲကိုမှရှုံးနေခဲ့ရတာဖြစ်ပါတယ်။ဒါတွေကြောင့်လည်းအာရှကြားကြီးတို့ကတော့တိတ်ခါတွေကိုပြန်ဆယ်တဲ့အနေနဲ့အဆင့်1ကိုရယူဖို့ဒီပွဲကိုအမှန်ကန်ကိုကန်သွင်းရတော့မယ့်ပုံပါပဲ။လေ့ကျင့်ခန်းတွေအမှန်ကန်ကိုမှဆင်းနေကြပြီးတော့အင်တိုင်းအားတိုင်းနဲ့ကိုစူးစမ်းလေ့ကျင့်နေကြတာပါ။အာဆီယံအော်စတာအသင်းမှာပါဝင်ကစားခဲ့ပြီးတော့မန်ချက်စတာယူနိုက်တက်ကိုတလုံးတည်းသောအနိုင်ကိုသွင်းယူနိုင်ခဲ့တဲ့မမောင်လင်ကလည်းလက်ရွေးစင်အသင်းနဲ့ပြန်လည်ပူးပေါင်းခဲ့ပြီးတော့လေ့ကျင့်ရေးလုပ်ငန်းတွေကိုပါပြန်ပြီးတော့လှုပ်ဆောင်နေပြီလေဖြစ်ပါတယ်။မြန်မာအသင်းတွေကတော့နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ2ပွဲနိုင်2ပွဲရှုံးတဲ့တပွဲတည်ရေးဆိုတဲ့အရန်ဆိုကြီးမလားတဲ့ရလဒ်တွေကိုပိုင်ဆိုင်ထားကြပါတယ်။တစ်ဖက်ကပါကစ္စတန်ကတော့ဇက်တိုက်ကိုမှဆွဆွရွရွအခြေအနေမကောင်းဖြစ်နေပြီးတော့သူတို့နောက်ဆုံးအနိုင်ရခဲ့တဲ့ပွဲကတော့2023ဆယ်လပိုင်းကပဲဖြစ်ပါတယ်။အဲ့ဒါကလည်းတကူနဲ့နိုင်ခဲ့တာဖြစ်ပြီးတော့ရှေ့ကပွဲတွေလည်းအကုန်လုံးကိုရှုံးထားတာပါ။ကစားခဲ့တဲ့ပွဲစဉ်တွေအားလုံးကိုလည်းတကူနဲ့အထက်ကိုပေးကိုခွင့်ပြုခဲ့ရပြီးတော့နှစ်ပေါင်းမှတကူပဲရရှိခဲ့တဲ့အထိပါပဲ။ဒီလိုမျိုးအသင်းကိုတော့ကျွန်တော်တို့မြန်မာနိုင်ငံအသင်းကနိုင်အောင်ကန်နိုင်မှာကတော့သိကြပါတယ်။ဂိုးများသွင်းနိုင်မလားပဲစောင့်ကြည့်ရမှာပါ။တိုက်စစ်အင်အားကလည်းအထိုင်းအလျောက်ကိုတောင့်တင်းလာတဲ့အတွက်3 ဂိုးလောက်ကိုအနည်းဆုံးသွင်းနိုင်ဖို့ကတော့မျှော်လင့်ထားလို့ရပါတယ်။နီးပြဦးမျိုးလိုက်ဝင်းအနေနဲ့ကလည်းသူ့ရဲ့အသင်းကိုသူတာဝန်ယူပြီးချိန်ကစလို့ဒီပွဲကသူ့ရဲ့ဂိုးအပြတ်နိုင်ဆုံးပွဲတော်မှာဖြစ်လာနိုင်ပါတယ်။ဒီလိုမျိုးခွင့်ရမျိုးကိုတော့လက်လွတ်ခံကြမယ်လို့တော့မထင်ပါဘူး။သူတို့အိမ်ကွင်းမှာသွားကစားရတော့မှာဖြစ်တဲ့အတွက်ပရိသတ်အင်အားကတော့ကွာဟနေမှာပါ။ဘလို့ပဲနေကျွန်တော်ကတော့ကစားသမားကောင်းတွေပို့ရှိပြီးတော့နေစနစ်စီးလုံးမှုအားနဲ့နိုင်ပွဲဆလာမှုတွေမွတ်သိမ့်နေတဲ့တရှင်ကအာရှကြားကြီးမြန်မာအသင်းကပဲလေလူကူကူအနိုင်ရသွားလိမ့်မယ်လို့တော့ခံမှန်းလိုက်ပါတယ်။ပရိသတ်တို့ကရောဘလို့မျိုးထင်မြင်ယူဆချက်တွေရှိမလဲပြောပြပေးသွားကြပါဦးနော်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒါနဲ့ကျွန်တော်တို့ရဲ့ Mountain 9 Win Channel လေးကရှေ့လျှောက်ဘောလုံးသတင်းနဲ့ပတ်သက်တဲ့ဦးဖျက်သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကြိုက်နေတဲ့ဆိုရင်လည်းပဲ Channel လေးကို Like Subscribe လေးနဲ့အားပေးခဲ့ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။